ဦးဇင်းတို့နောင်တော်တစ်ပါးရဲ့မွေးနေ့အတွက်ဖျားဖူးလေးထွက်ရင်စွန်းလဲတန်ဃာတွေကိုကတ်ရင်နဲ့အမှတ်တမ်းယူပြီးတော့ဗီဒီယိုရိုက်နေတာဖြစ်ပါတယ်ကြိုက်ခောက်စီတော့မြစ်ကြီးမှာမွေးနေ့ရှင်ခေမင်းသားရဲ့မွေးနေ့အတွက်အာရဒနာမြေစုံးတင်လာရတက်နေတာဖြစ်ပါတယ်ရပေါင်းမယ်ဒုက္ခကြိုက်ခောက်စီတော့မြစ်ကြီးမှာရှင်ခင်မင်းနဲ့ကျွေးမကုန်းဆရာတော်ရဲ့မွေးနေ့ဦးဇင်းတို့သမားစိတ်ဓာတ်ကျောင်းဆရာတော်ဇောတိကကျောင်းဆရာတော်သာသနာကျောင်းဆရာတော်ပင်လင်ကျောင်းဆရာတော်နာမည်ကနန်းကျောင်းဆရာတော်ဒီကိုနေဆုံးလိုက်ပြီးတော့ကြက်မှာဖြစ်ပါတယ်တန်လင်းဆက်ဆောင်ပြေးရမှာဖြစ်ပါတယ်နေဆုံးစားတဲ့ဗီဒီယိုကတော့မရိုက်ဖြစ်လိုက်ပါဘူးမှတ်တမ်းလေးဒီစုပေါင်းမှတ်တမ်းလေးပဲတင်လိုက်ပါတယ်မွေးနေ့ရှင်ဆရာတော်ကတန်ဃာတော်တွေကိုနေဆုံးကပ်ပြီးတော့ဆက်လက်ပြီးတော့တန်လင်းခရိုင်ကြောက်တန်းမြို့နယ်ကျိုင်းမော်ရေလေစီတော်ကိုလည်းလိုက်ပို့ပါတယ်လိုက်ပို့ရင်လည်းဦးစင်းကလည်းပဲဒီမှတ်တမ်းဗီဒီယိုလေးကိုရိုက်ကူးထားပါတယ်ရိုက်ကူးရင်းနဲ့ဦးဇင်းရဲ့ဓမ္မမိတ်ဆွေတွေတိပါစေကြီးညူပါစေဖူးမြင်နိုင်ပါစေကြိုးငါဗီဒီယိုလဲတင်ရင်းနဲ့ဒီကျိုက်မော်ဝန်ရေလေဖျားရဲ့သမိုင်းကိုလည်းပဲဦးဇင်းကနေပြီးတော့ပြပြပေးပါမယ်အခုဦးဇင်းတို့ဒီကနေပြီးတော့ဥပကံဆိုတဲ့ဒါရေလေမှာတည်ထားတဲ့ကျိုက်မော်စေတော်ကိုဒီမော်တော်လေးတွေနဲ့ကူးရပါတယ်လောလောဆယ်ဦးဇင်းတို့တွေ့တာ2စီးပါဒီဘက်က1စီးလာရင်ဟိုဘက်က1စီးဒီဘက်က1စီးသွားရင်ဟိုဘက်က1စီးပြန်ပါတယ်ဦးဇင်းတို့ကနေပြီးတော့ဒီက1စီးလူပြေးသွားတဲ့အတွက်ကြောင့်ဟိုဘက်ကလာတဲ့1စီးကိုစောင့်နေပါတယ်စောင့်နေနေမွေးနေ့ရှင်ဆရာတော်နဲ့တော့ဦးဇင်းတို့ပါလာတဲ့တန်ဃာတော်တွေကဖျားအတွက်ပန်းဒီကမဲ့ပုဂ္ဂိုလ်တန်ဃာတော်များကလည်းပန်းများကိုပူဇော်ပါတယ်နောက်ပြီးတော့ရှိလေမှာရှိတဲ့ငါးလေးတွေငါးစားကျွေးဖို့အတွက်လည်းဒါကုသိုလ်ပြုဒါနလုပ်ပါတယ်ဦးဇင်းတို့ဒီဘက်ကန်းကနေပြီးတော့ကြည့်ရတဲ့ကျိုက်မော်ဝန်ရေလေစေတော်ရဲ့ဒါအဝေးကနေဖူးမြင်ရတဲ့ပုံစံဖြစ်ပါတယ်အမြဲတမ်းကြီးညိုပဲကောင်းပါတယ်စိတ်လက်ချမ်းသာပြီးတော့စိတ်ကိုကြည်နူးလန်းဆန်းအေးမြစေပါတယ်ဦးဇင်းတို့အခုမြင်ရတဲ့ပုံစံနဲ့ဆိုရင်တော့အန်ဒီရလည်းမတွေ့ပါဘူးအဲ့လိုမျိုးမော်တော်တွေနဲ့လာပြီးတော့ဖျားဖူးပြည်သူများကိုအန်ဒီရကင်းဘေးရှင်းအောင်လို့လိုက်ပို့ပေးပါတယ်ခုံကြီးရလည်းပဲဒါတက်တောင့်တရှိအောင်လည်းလှုပ်ထားတာတွေ့ရပါတယ်ဦးဇင်းတို့တန်ဃာတော်10ပါးတစ်ဖွဲ့ကနေပြီးတော့ဒါတန်ဃာတော်တွေစုပေါင်းပြီးတော့တစည်းစီးပါတယ်အခုပြန်လာတဲ့ပုံကိုယ်တွေကိုခဏဆောင်ပြီးတော့ဦးဇင်းတို့ကတက်မှာဖြစ်ပါတယ်ဒီမော်တော်ကားကိုတော့ဖြစ်ဒီဘက်မှာဖြတ်ပိုင်းပေါ့နော်ဥစားပေါ့မော်တော်ကဖြတ်ရပါတယ်ဖြတ်ပြီးတော့မှအသွားပြန်ကိုတစ်ခါလေးဖြတ်ထားရပါတယ်ပြန်လာရင်အဲ့ဆက်ရွက်လက်မှတ်လေးတွေပြပြီးတော့ပြန်စီးရပါတယ်မော်တော်ဦးဇင်းတို့ဒဇီးထွက်ပါတယ်ပြီးတော့ဒီမှာဘေးနားမှာလည်းပဲဒီဥစားတွေပေါ့ရှင်ငုတ်ရေပေါ်ဝစ်စုံတွေလည်းချိတ်ဆွဲထားပါတယ်အကယ်လို့မြန်အန္တရာယ်ရှိလီများတိမ်မောင်းနိုင်ဒ
ဒါတွေဝစ်စင်ဖို့အတွက်ရေလေရေမှာဝစ်လို့ရတဲ့အသက်ကယ်အင်ကြီးတွေချိတ်ဆွဲရတာလည်းရှိပါတယ်ဦးဇင်းတို့ရေလေဖျားကိုသွားနေပါပြီဖျားကိုမြင်လိုက်တာနဲ့အမတန်မှကြည်နူးအေးမြလန်းဆန်းပြီးတော့စိတ်ထဲမှာကုသိုလ်တွေကိုဖြစ်စေတဲ့ဇီတော်မြတ်ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့တခြားအဇီတော်တွေလိုမြေပေါ်မှာစိုက်ပြီးတော့ဖူးမြင်ရတဲ့ဇီတော်မဟုတ်ဘဲနဲ့ရေလဲမှာမော်တော်နဲ့တကူတကသွားဖူးရတဲ့အတွက်ကြောင့်အမတန်မှစိတ်လှုပ်ရှားပြီးတော့ကြည်နူးဖွယ်ရာမြင်ကွင်းတနည်းအားဖြင့်ထူးဆန်းတဲ့အတွေ့အကြုံတစ်ခုလည်းဖြစ်ပါတယ်တခြားပုံကိုယ်တွေတခြားနေရာတွေမှာဆိုရင်ဒီလိုမျိုးရေကိုတွားပြီးတော့ဖူးဖို့ရန်မလွယ်ကူပါဘူးအခုလိုမျိုးကြိုက်မော်ဝရေလေဖျားကိုရေလေမှာတည်ထားတဲ့အတွက်ကြောင့်ဒါလည်းပဲစိတ်ထဲမှာကုသိုလ်ကိုတစ်မျိုးတစ်ပုံအားဖြင့်တိုးဝါစေတဲ့မြင်ကွင်းလည်းဖြစ်ပါတယ်အရှိအောင်သမိုင်းဝင်ကြိုက်မော်ရေလေစီတော်ရဲ့မဟုတ်ဦးဖြစ်ပါတယ်ဒီကြိုက်မော်စီတော်ကြီးကိုသာသနာတော်တက္ကရာ1215ခုနှစ်ပါရာကြီးနိုင်ငံကြီးကိုစတင်တည်ထောင်နန်းတယ်စူးစမ်းခဲ့တဲ့ဘောဂဒေနမင်းကနေပြီးတော့ဆရာယတိပြီးတော့ဘုရားရှင်ရဲ့စံတော်ဓာတ်တော်တွေကိုဌာပနာပြုပြီးတော့သာသနာတော်တက္ကရာ238ခုနှစ်၌ဆရာယတိရဲ့ညွန်ပြရွေးချယ်အပ်သောကြောက်ခုံပေါ်မှာဉာဏ်တော်9000ရှိတဲ့ကြိုက်ကမြော်ကတော့ဇီတော်ကိုတည်ထားခဲ့ပါတယ်ဘောဂဒေနမင်းမှ10ဆက်မြောက်ဖြစ်သောဒုဒ္ဒနာဂမင်းကြီးလက်ထက်မှာတီယိုဘီရင်ထံမှလက်ဆောင်ပဏ္ဏပြည့်ရရှိတဲ့စံတော်တစုရဲ့ဓာတ်တော်28စုကိုရွှေကျုပ်ငွေကျုပ်တဲထည့်ပြီးတဲ့တီလိလင်္ကာမကြောက်လာသောယန္နာအရှင်သူမြတ်8ပါးမိန့်ကြားခြင်းနဲ့အတူကြိုက်မူလကြိုက်မော်ကတော့စေတော်ကြီးကိုဌာပနာပြု၍အဋိဌံ3ချက်ဖြင့်ပြုပြင်တည်ဆောက်ပါတယ်အဋိဌံ3ချက်ကတော့ဇီတော်ရင်ပြင်ကိုတဲ့ဘယ်တော့အခါမှရှီဘလောက်ကြီးကြီးရှီမလွှမ်းနိုင်ပါဘူးဆိုပြီးတော့နံပါတ်1အဋိဌံပြုပါတယ်နံပါတ်2အဋိဌံကတော့လူတွေဘလောက်လာဖျားဘူးတွေဘလောက်များရင်ပြင်တော်မှာလူတွေနေစရာမရှိဘဲနဲ့ကြက်နေတဲ့အခြေအနေမရှိဘဲနဲ့လူဘလောက်လာနေရာတွေနဲ့လွတ်ပြီးတော့လူတွေတက်တောင့်တက်တာရှိပါစေဆိုပြီးတော့ဒိဋ္ဌံချက်ထားပါတယ်နံပါတ်3ဒိဋ္ဌံကတော့ဖြင့်ဒီဇေယျော်ကြီးကိုပြုပြင်လှူဒန်းတဲ့သူဘယ်သူမဆိုပြစ္ဆုတ်ပံခန္ဓာ၌ပင်လောကီစည်းစိမ်တူပွားပြီးတော့တရားဥတရားမြတ်တွေကိုလည်းရနိုင်တယ်ဆိုပြီးတော့ဒိဋ္ဌံထားပါတယ်ဒီဒိဋ္ဌံကြောင့်လည်းပဲယနေ့ထိတည်မြဲနေတာဖြစ်ပါတယ်ကောဇာတက္ကရာ1282ခုနှစ်အမိန့်တော်ရတဲ့ရှေ့နေဥပါထွန်းရဲ့ဇနီးတော်တသက်ရဲ့အိမ်မက်အယကြိုက်မော်ဝွန်ချောင်းရေလယ်မှာရှိတဲ့ကုန်းတော်ပေါ်မှာတဲ့အခုဒီဇီတော်တည်ထားတဲ့နေရာငကိုတော့ကုန်းလေးပဲရှိတယ်ပေါ့နော်အဲ့ဒီကုန်းပေါ်မှာတော်တက်ကနေပြီးတော့အိမ်မက်ထဲမှာညံတော်9000ရှိတဲ့ဇီတော်ပြတ်ရှိတယ်ဆိုပြီးတော့အိမ်မက်မှတ်ပါအဲ့လိုအိမ်မက်မှတ်တဲ့အတွက်ကြောင့်ဒီရေလေကျွန်းလေးကိုလာယူပြီးတော့ရှာတဲ့အခါမှာညံတော်9000ရှိတဲ့ဇီကိုတွေ့ရပါတယ်အဲ့လိုတွေ့ရတဲ့အတွက်ကြောင့်အဲ့ဒီညံတော်9000ဇီကိုအလုံးကနေပြီးတော့စုပေါင်းပြီးတော့ဇီတော်တဲလိုက်တဲ့အခါမှာညံတော်34ထောင်မုတ်ဦးလေးမှုပါတဲ့ဇီတော်မူလ9000ဇီတော်လေးကိုငုံပြီးတော့ဇီတော်ကြီးကိုပြီးခဲ့ပါတယ်ဇီတော်ပွဲကိုလည်းပဲကြိုက်မော်ကတော့မှနေပြီးတော့
အရင်ကတော့ကြိုက်မော်ကတော့လို့ပေးထားတယ်နောက်အခုလူပြန်လဲဝမ်းမှန်တီးဆောက်လိုက်တဲ့အခါမှာကြိုက်မော်ကတော့နေရာမှာကြိုက်မော်ဝန်းရေလေစေးတော်ဆိုပြီးတော့ဘွဲမီနာမှာဆက်ကပ်ခဲ့ပါတယ်အဲ့လိုဆက်ကပ်ပြီးတော့သာတက္ကရေ1310ခုနှစ်ဝါဇူလာပြည်နေမှာဝါဇူလာထဲမှာပေါ့မပြောဘူးကမြေခပြီးတော့ဇီတော်ပြက်ကြပြီးတော့ကြားခဲ့ရပါတယ်အဲ့လိုပြက်ကြတဲ့အတွက်ကြောင့်ကြောက်တန်းမြို့တွေမှာရှိတဲ့အရှေ့ပိုင်းကမ်းနားလမ်းမှာနေတဲ့အလူတကာကြီးဥကျော်လူမိုက်တော်စိန်မီတို့မှနေပြီးတော့ဇီတော်အစ်စ်ကို1310တခုနှစ်ကစုံလာပြည်နေမှာပြန်လေတီးဆောက်ခဲ့ပါတယ်ထိုမှတစ်ဆက်တည်းဘောဘကဆက်ကနေပြီးတော့ဇီတော်ပြုပြင်ထိန်းသိမ်းခဲ့ပါတယ်သာသနာတော်တက္ကရာ2532ခုနှစ်မြန်မာတက္ကရာဆိုရင်တော့1350ခုနှစ်နိုင်ငံတော်ကနေဥဆောင်ပြီးတော့တိုင်းသူပြည်သားတွေရဲ့အလှူငွေနဲ့တပီလုံးမှာရှိတဲ့စေအောင်စီတော်ဟောင်းတွေကိုပြန်လဲပြုပြင်မွမ်းမံမယ်ဆိုပြီးတော့မွမ်းမံချက်ရကြောက်တန်းမြို့မှာရှိတဲ့ကျိုင်းမောင်စီတော်ဒီရေလေစီတော်ကိုဘတ်စုံဖွဲ့စုံဘောဘကအဖွဲ့တွေနဲ့ဖွဲ့ပြီးတော့ရွှေချခြင်းစီတော်ကိုမူလစီတော်ရင်မြင့်အရှိဘတ်မှုတောင်ဘက်နောက်ဘက်တို့၌15ပေခန့်တိုးချဲ့တာလေတိုးချဲ့ခဲ့ပါတယ်ကုန်းတော်ရေရှိတည်တံ့စီရင်အတွက်ကြောက်ချခြင်းလုပ်ငန်းတွေအာယုခံတစ်စောင်းတွေအသစ်တည်ဆောက်ပါတယ်အဟောင်းတွေကိုလည်းပြင်ဆင်နေရင်းမြစ်တို့မှာလည်းအပူခံကြောက်ပြားတွေကိုခင်းပြီးတော့ဆောင်ရွက်ခဲ့ပါတယ်1350ခုနှစ်မှစပြီးတော့1359ခုနှစ်ထိကျပ်ပေါင်း1500ဘူဘတ်စုံတိဆောက်ပြီးတော့လှူဒန်းခဲ့ပါတယ်အခုလိုမျိုးမြင်ရတဲ့အခါဒါရှေ့ဖျားရကားတွေနိုင်ငံတော်တွေကြီးကဲတွေနောက်ပြီးတော့ယနီယဝိကလာတဲ့ဖျားဘူးပြည်သူတွေရဲ့အလှူငွေတွေနဲ့ဖျားကြီးကိုခုလိုမျိုးတင့်တယ်တပ်ပဲစွာဖြင့်တီထားကိုခဲ့တာဖြစ်ပါတယ်ကျိုင်းမောင်စီတော်ရဲ့ဂုံးတော်ပေါ်မှာအခြားဖူးမြင်စရာဒိဋ္ဌံလို့ရတဲ့စီတော်တွေနေရာတွေလည်းရှိပါသေးတယ်အဲ့ဒီထဲမှာထင်ရှားတဲ့အရာကတော့ဖြစ်ဦးဇင်းတို့ကပြခဲ့တဲ့အထဲမှာစူတောင်းပြေ50ဖျားပေါ့အဲ့ဒီစူတောင်းပြေ50ဖျားက1218ခုနှစ်မှာကြောက်တန်းမြို့နယ်မင်းကလွန်ကြေးရွာအရှိဘုံတော်ကြီးကျောင်းမှာတည်ထားကိုခဲ့တဲ့အဲ့ဒီစူတောင်းပြေ50ဖျားကိုကျိုင်းမောင်ရေစီတော်ကုန်းတော်ပုံကို1300ပြည့်နှစ်မှာရွှေပြောင်းပြီးတော့ကိန်းဝတ်ပူဇော်ခံခဲ့တာယနေ့အထိတိုင်ဖြစ်ပါတယ်ဖျားဖူးပါရမီရှင်များကလည်းပဲစူတောင်းပြည့်တယ်လို့ဆိုပြီးတော့အဋ္ဌံကြီးပြုကြတယ်စူတောင်းကြီးတောင်းကြတာလည်းရှိပါတယ်အဲ့ဒီထဲမှာဖျားပေါ်မှာရှင်ပဂௌဒမထေရကိုလည်းပဲရေလေဇီတော်ကိုလွန်ခဲ့တဲ့နှစ်60ကနေပြီးတော့တည်ထားကိုခဲ့တာဖြစ်ပါတယ်ဖျားဘူးပြည်သူတွေကနေသင်္ကန်းကတ်တာတွေပုံတော်ကတ်တာတွေစီမီစွမ်းလူငွေစက်ကတ်တာအဋ္ဌံပြုတာတွေလည်းလုပ်ပြီးတော့ဆူတောင်းပြီးတယ်လို့လည်းဆိုကြပါတယ်အဲ့ဒီမှာရှိသေးတာကထူးခြားတာကယက္ခဒီဝညီနောင်ပေါ့ဘုရားတကအိမ်မက်ရတဲ့ဘုရားတကဥပါထုံးတို့ဘုရားမကြီးတော်တက်တို့ကနေဘုရားပြုပြင်တဲ့အခါမှာဇီတော်လှိုင်ကောင်းအတွင်းထဲမှာကြောက်ဖြစ်ထူထားတဲ့ဘီလူးညီနောင်တစ်ခုကိုတွေ့ပါတယ်ရခင်ဂောဘကဆက်ကတော့ဆက်ကနေပြီးတော့အခုထိနေရာပြောင်းရွှေ့ပြီးတော့မူလကြောက်စင်းတူတော်ကိုငုံ၍လက်ရှိတွေ့ရှိရတဲ့ဘလူးညီနောင်ပုံများပြုလုပ်ခဲ့တာဖြစ်ပါတယ်ကျမကြီးချုပ်တဲ့သူများနဲ့ဖျားဖူးကြော့ပွဲများအလူငွေများပေါ်ဝါများလည်းလူတန်းလာလည်းရှိပါတယ်ဒါထူးခြားတဲ့ဒါသမိုင်းအကျဉ်းဖြစ်ပါတယ်ဦးဇင်းတို့ဒီရေဘလောက်ပဲကြီးတခြားနေရာတွေမှာရေကြီးနေပေမဲ့
ကျိုင်းမောင်ရေလဲစီတော်ကိုတော့ဖြစ်ရှိမြုပ်သွားတယ်ရေနစ်သွားတယ်ဆိုတာမကြားမိပါဘူးဒါလည်းပဲဖះရဲ့တကူတော်ပါပဲဒါကြောင့်မလို့ဦးဇင်းတို့ဟိုမြန်မာနိုင်ငံမှာလူလာဖြစ်ကြတာဗုဒ္ဓဘာသာကိုနေရာတိုင်းမှာဗန်နေရာတိုင်းတောင်ပေါ်ပဲဖြစ်ဖြစ်တောင်အောက်ပဲဖြစ်ဖြစ်ရေထဲပဲဖြစ်ဖြစ်ကုန်းပေါ်ပဲဖြစ်ဖြစ်ဖះကိုတွေ့နေရတာဟာအင်မတန်ကုသိုလ်ကောင်းမှုကြီးတဲ့ပုဂ္ဂိုလ်ဖြစ်လို့တွေ့ရတာဖြစ်ပါတယ်အဲ့လိုဖះတွေကိုဖူးမြင်ရတယ်တွေ့မြင်ရတယ်ကုသိုလ်တွေပြုလုပ်ခွင့်ရတာဟာလည်းပဲဘုံကံရှိတဲ့ပုဂ္ဂိုလ်တွေမှဖူးမြော်ခွင့်ရတယ်ကုသိုလ်ပြုခွင့်ရတယ်ဖះတွေနဲ့တွေ့ဆုံခွင့်ရတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒါဦးဇင်းတို့ကလည်းပဲဖះဖူးတယ်ဆိုတာကဖះရဲ့ဒီနော်တမိုင်းတွေလည်းသိရတယ်စိတ်ထဲမှာဖះကိုပိုးပြီးတော့ကြီးညိုတဲ့စိတ်တွေပိုးပြီးဖြစ်ရတယ်မိမိရဲ့စိတ်ကနွမ်းနေမယ်မိမိရဲ့စိတ်ကအလုပ်တွေနဲ့ပင်ပန်းနေမယ်ဆိုရင်အခုလိုမျိုးဖះရဲ့အာယုံကိုယူပြီးတော့ဖះကိုပဲစိတ်ရောက်ပြီးတော့ဖះကိုဖူးမြော်ရတာဟာအခြားသောအာယုံတွေနဲ့ဆိုင်ပို့ပြီးတော့ကုသိုလ်ကောင်းမှုထူးခြားတဲ့အာယုံဖြစ်ပါတယ်နော်အခုဆိုရင်ဒါဗုဒ္ဓဘာသာဝင်သူတော်စင်များရဲ့အလေးထားတဲ့ဒါဦးဇင်းတို့ကြောက်တန်းမြို့နယ်မှာရှိတဲ့ကြိုက်မှုံကြီးလေဇေယတော်ဦးဇင်းတို့ဒါရောက်ရှိနေတဲ့နေရာလေးဖြစ်ပါတယ်ဒီနေရာလေးကိုဦးဇင်းတို့ကြည့်ရတာဟာတခြားသောနေရာတွေနဲ့မတူဘဲနဲ့ထူးခြားပြီးတော့လာတဲ့လူတွေရဲ့စိတ်ထဲမှာလည်းပဲကုသိုလ်ကိုတမျိုးတစ်ဖုံဖြစ်စေတဲ့နေရာလေးဖြစ်ပါတယ်ဒါကြောင့်မလို့ဦးဇင်းတို့ကနေပြီးတော့ကဲမှမွေးနေ့လည်းဖြစ်တယ်ထူးထူးခြားခြားလေးဖြစ်သွားအောင်ဆိုပြီးတော့ကြိုက်မောရှေလေဖះကိုသွားပြီးဖူးကြရအောင်ဆိုပြီးတော့စိတ်တူကိုယ်တူအကုန်လုံးအတွေးတွေတူးပြီးတော့လာရောက်ဖူးမြော်ရတာဖြစ်ပါတယ်ဒီလိုဖူးမြော်ရင်းနဲ့ဦးဇင်းကလည်းပဲအမှတ်တမဲ့နေနဲ့ဒါမှတ်တမ်းလေးကိုရိုက်တင်ပြီးတော့ဓမ္မမိတ်ဆွေများကိုတည်ပါစေခြင်းကျွန်းကညှဝေပေးတာဖြစ်ပါတယ်။ဒါဦးဇင်းသွားနေတဲ့နေရာကဒါနဂါဖះဖြစ်ပါတယ်။နဂါကြီးကိုအကြီးကိုတည်ထားတဲ့နဂါဖះအကြိုက်မောင်စီတော်မှာဒါလည်းထူးခြားတဲ့နေရာလေးဖြစ်ပါတယ်။ဒီနေရာကိုတာမန်ဆိုရင်မမြင်ရဘူး။ဘာလို့လဲဆိုတော့ဒီနဂါဖះကရင်မြင်တော်ရဲ့အပြင်ပေါ့နော်တနည်းအားဖြင့်ကြိုက်မောင်ရေလေစီတော်ရဲ့ကုန်းတော်ပေါ်ရဲ့အပြင်ဘက်မှာနှလန်းထိုးပြီးတော့အောက်ကကြောက်တိုင်နေနဲ့တည်ထားတဲ့နဂါဖះဖြစ်ပါတယ်အမှတ်တမဲ့ဆိုရင်မမြင်ရပါဘူးသတိထားပြီးသွားမှသာလျှင်မြင်ရပါတယ်ရေဟိုဘက်ကမ်းမှာကြည့်မယ်ဆိုရင်တော့ဖြစ်မြင်ရတယ်ဒါပေမဲ့ဒီဘက်ရောက်သွားလို့ရှိရင်နဂါဖះကြီးကလမ်းမတွေ့ရင်နဂါဖះကိုကြော်ပြီးတော့မဖူးဖြစ်တာတွေရှိပါတယ်။ဒါဦးဇင်းတို့လည်းပဲရောက်ဘူးတဲ့ဆရာတော်တွေကနေလမ်းပြတဲ့အတွက်ကြောင့်ဒါဖူးမြင်လိုက်ရတာဖြစ်ပါတယ်။ဒါနဂါဖះဖြစ်ပါတယ်။ဦးဇင်းတို့နောင်တော်ကြီးရဲ့မွေးနေ့မှာနောင်တော်ကြီးကိုကုသိုလ်တွေတိုးပွားပါစေကျူးကဦးဇင်းတို့ကနေပြီးတော့လိုက်ပြီးတော့ပါရမီဖြည့်ကုသိုလ်တွေပါဝင်ပြီးတော့ယူနေပြီးတော့ညီကိုလိုခင်ညီကိုလိုတန်ရောစင်နေနဲ့ဒါအားလုံးကနေပြီးတော့ဒီဖျားလဲဖူးတယ်မှတ်တမ်းလဲယူတယ်နောက်ပြစွန်းကုန်းတွေကိုလည်းကတ်တယ်ဒါဦးဇင်းတို့ရဲ့သွားတဲ့လုပ်ငန်းစဉ်လေးရဲ့အမှတ်တရလေးကိုဓမ္မမိတ်ဆွေများကိုသိပါစေကျုံကမျှဝေပြီးတော့ပြီးတာဖြစ်ပါတယ်ဦးဇင်းတို့ရဲ့နောင်တော်ညီတော်တွေဖြစ်ပါတယ်အခုဆိုရင်ဦးဇင်းတို့ဒါချိန်မောစီတော်ပေါ်မှာဖျားဖူးတဲ့ဘူးလူတွေအဋိဌံပရိစိတ်တဲ့လူတွေနောက်ပြီးတော့
စိတ်ဒီ ရောက်လာတဲ့လူတွေပြန်မဲ့လူတွေအစုံစမ်းပါ ဒီ ပဲ တော့ပဏိတိဟေတုတတ္တကေသံနေ ယနေ့ရုပ်ရင်းကလာတဲ့ရဘူးဤသူတွေတွေ့ရပါတယ်နိုင်ငံခြားသား foreigner တွေလည်းတွေ့ရတယ်ဦးဇင်းတို့လည်းပဲအခုဖျားဘူးပြီးဖြစ်တဲ့အတွက်ကြောင့်ပြန်ဖို့အတွက်ဦးဇင်းတို့မော်တော်လေးကိုစောင့်ဆိုင်နေပါတယ်မော်တော်စိတ်ကလေကတိတီနဲ့လှုပ်ထားတဲ့အတွက်ကြောင့်အနေကင်းပါတယ် ငါပါဖျားလေ မိုးရင်းမှာဆိုရင်လည်းနည်းနည်းလေးချောတတ်ပါတယ်အခုလိုနေသားလေးရက်တွေဆိုရင်တော့ ဒီကောင်ကနေဟိုဘက် ရေရတော့မချောပါဘူး အခုလည်းရေလည်းဖျားရချင်းဟိုက မော်တော်ကတစ်စီးသွားပြီးတာနဲ့တစ်စီးကချက်ချင်းပြန်လာပါတယ်နှစ်စီးကိုပတ်လည်သွားနေတာဖြစ်ပါတယ်ဦးဇင်းတို့ဆရာတော်တွေကသမားစိတ်ဓာတ်ဆရာတော်သမားစိတ်ဓာတ်ဆရာတော်နဲ့သမားစိတ်ဓာတ်ကျောင်းကဥကြီးလာတာကနှစ်ပါးကြွပါတယ်ဒီကျောင်းနဲ့နှစ်ပါးစာလင်းကျောင်းဆရာတော်တစ်ပါးဇောတိကမှာလည်းဇောတိကဆရာတော်ဥသူမနရဲ့ဥမီဂီယာဆိုတဲ့ဆရာတော်တစ်ပါးရဲ့နှစ်ပါးကြွပါတယ်နောက်ပြီးတော့ဦးဇင်းပင်နေကျောင်းဆရာတော်ရဲ့ညောင်မင်္ဂနန်းဆရာတော်ရဲ့ကျွေးမကုန်းဆရာတော်ရဲ့အားလုံးပေါင်းစုပေါင်း ဝတိ စုပေါင်း10ပါးဖြစ်ပါတယ် 我们早有第二个节， ဒါဦးဇင်းတို့ဒီကနေပြီးတော့ဒါပြန်ဖို့အတွက်လုပ်နေတာဖြစ်ပါတယ်ဒီကနေပြန်ရင်တော့ပါတာကြီးစီတော်မြတ်ကိုထပ်မံဖူးမြော်မှာဖြစ်ပါတယ်ပါရာကြီးစီတော်မြတ်ဟာလည်းပဲဒါရောင်တိုင်းဒေသကြီးတန်လျင်ခရိုင်ကြောက်တန်းမြို့နယ်အတွင်းမှာပဲတည်ထားပါတယ်ဦးဇင်းတို့ဒီရေလက်ဖျားနေပြီးတော့နောက်ထပ်7မိနစ်ခန့်လောက်နည်းနည်းနှီးတော့15မိနစ်ခန့်လောက်သွားမယ်ဆိုရင်ရောက်ပါတယ်အဲဒီပါရာကြီးစီတော်မြတ်ကိုလည်းပဲဒါရေလက်ဖျားကိုဖူးမဲ့ပုံကိုယ်တွေရှိဒီပိုင်းနဲ့ဖူးလို့ရပါတယ်ကြောက်တန်းရေလက်ဖျားသွားတဲ့လမ်းမပေါ်မှာပဲတည်ရှိပါတယ်ဦးဇင်းတို့ဒီကနေပြီးတော့ဒါတန်တော်ပြန်နေပါပြီအနေကင်းဘေးရှင်းနဲ့ဝန်ဆောင်မှုတွေဖြစ်ပါတယ်လေကလည်းပဲဒါစီရတော်ရှိတယ်တက်ကဲအိတ်တွေလည်းထားပေးထားတယ်လီမောင်းသမားရလည်းကျွန်းချင်းနဲ့လုပ်ပေးရတယ်လေစီးတဲ့အခါမှာလည်းပဲနောက်မှတော်ရှိပြီးတော့လှိုင်းလည်းမထနောက်ရှည်လည်းမကြည့်ပဲနဲ့ကုလီဝတမထန်တော့ဘူးကန်းနဲ့စေတော်နဲ့အားလည်းပဲနီးပါတယ်အခုစလို့ပါရာကြီးစေတော်ကိုသွားနေပါတယ်ပါရာကြီးစေတော်ဆိုတာကတော့ဒီချိန်ကငါးရကြီးဖြစ်လာမဲ့ဆရာတော်တစ်ပါးဟာဆရာတော်ဥကုသလဆိုတဲ့ဆရာတော်ကြီးဟာပါရာကြီးဒေသခံတော့မဟုတ်ပါဘူးပစွန်တောင်ညောင်လုံးကျောင်းမှာတရင်သုံးပြီးတော့စာလီလေးလာနေတဲ့ဆရာတော်ဖြစ်ပါတယ်အဲဒီဆရာတော်ကိုဆရာတော်ဥိတုဒ္ဒကနေပြီးတော့ရွာကန်ဆရာတော်ပေါ့ဆရာတော်ကနေပြင်ပြီးတော့ပါရာကြီးရွာကိုကြွလာခဲ့ပါတယ်ဆရာတော်နှစ်ပါးဟာတဲချောင်းလေးထဲမှာပဲအတူတူကတရင်သုံးနေထိုင်တဲ့အခါမှာဆရာတော်ဥိတုဒ္ဒဟာဒီထွက်သွားပါတယ်ဒီထွက်သွားတဲ့အခါမှာဆရာတော်ဥကုသလကနေပြီးတော့တပါးလေးကြံတဲ့အတွက်ကြောင့်သူလည်းပဲညာကိုပြန်တော့မယ်ဆိုပြီးတော့လုပ်တဲ့အခါမှာကျွာသူကျွာသားတွေကမပြန်ပါနဲ့ဖေဟာဒီလိုဒီမှာပဲတရင်သုံးမှာပစ္စည်းလေးပါဒီလိုစက်ကလူတန်းပြီးတော့ဆရာတော်ကိုယာသက်ပံတောင်းဝင်ယူပါတယ်ဖေဟာကိုယ်ွယ်ဝင်ပြပါဖေဟာဆိုပြီးတော့ကျွာသားတွေတောင်းပန်ခြင်းနဲ့ဆရာတော်ကအညာကိုပြန်မကြွတော့ဘဲနဲ့ဒီပါရာကြီးကြွမှာပဲတရင်သုံးနေပါတယ်အဲ့လိုတရင်သုံးနေနဲ့ဆရာတော်ကြီးကဒီကျောင်းကန်ဇရက်တွေပြည့်စုံနေတော့လည်းပဲတပည့်တကာတွေအတွက်ဖူးမြော်ရန်ဇိမ်တော်မရှိတဲ့အတွက်ကြောင့်ရွာလူကြီးတွေနဲ့တိုင်ပင်ပြီးတော့ဥပေတိုဥဆန်လှဥဘိုးကာနဲ့ဥဘိုးကျွန်းတို့ကိုဖျားတရံတောင်းဝန်ပေးခဲ့ပါတယ်ဖျားလူကြီးများကလည်းပဲငါးရကြီးဖျားရုပ်ပွားတော့တည်ရန်အတွက်ရန်ကုန်မြို့ ဒီဘိုင်လုံးနေ ကုံစည်းတန်းလမ်းရှိသင်္ကန်းပရိက္ခာကုံသေးကြီးတစ်ခုဖြစ်တဲ့ဥပိုးဆောင်ရဲ့အကူအညီဖြင့်ရ
ရန်ကုန်မြို့ရှိငါးရက်ကြီးရုပ်ပွားတော်ကြီးတည်ထောင်ခဲ့တဲ့ပြန်ဆရာကြီးဦးမြတ်ကိုငှားရမ်းနိုင်ခဲ့ပါတယ်1968ခုနှစ်တော်သတင်းလာဆန်း10ရက်နေ့မှာတော်ကြီးကန်တကောင်ချီလာတဲ့ညောင်ရွက်ကျတဲ့နေရာကိုမင်္ဂလာပနက်ရိုက်ပြီးတော့ရုပ်ပွားတော်ကိုစတင်ပြီးတော့ဒါတည်ထားပါတယ်အခုမွေးနေ့ရှင်ဆရာတော်ကနေပြီးတော့ဒါခိုးလေးကိုအစာကျွေးပြီးတော့ဘီနာမှာရှိရဲ့ခွေးလေးတွေကိုလည်းပဲထမင်းတုပ်လေးတွေကျွေးပေးပါတယ်ဆရာတော်အင်မတန်မှဝမ်းမြောက်ပီတိဖြစ်ပြီးတော့ဒီနေ့အလူဒါနတွေများစွာပြုလုပ်နေပါတယ်ခိုးလေးတွေကလည်းပဲဆရာတော်ရဲ့စွန့်ကြဲတဲ့စာလေးတွေကိုကောက်ပြီးတော့သူတို့မှလည်းပဲကြည့်ရတာအင်မတန်မှပျော်နေတဲ့ပုံစံလေးဦးဇင်းကလည်းပဲလက်ထဲမှာအစာတွေထည့်ပြီးတော့အငှက်ကလေးတွေကိုကျွေးပါတယ်ဒီတိုင်းလက်အပေါ်မှာလေးပေါ်မှာမြှောက်ထားရင်တော့မစားပါဘူးအောက်မှာစိုက်ထားမှသူတို့ကလာပြီးတော့စားပါတယ်ဒါမွေးနေ့ရှင်ရဲ့ကုသိုလ်ပေါ့နော်အဲ့ဒါနဲ့ဦးဇင်းတို့1968ခုနှစ်မှာတော်သလင်းလာဆန်း10ရက်နေ့မှာတော်ကြီးကန်တကောင်ခြီလာတဲ့ညောင်ရွက်ကြတဲ့ညောင်မင်္ဂလာပနက်ရိုက်ပြီးတော့ရုပ်ဘွားတော်ကိုစတင်တည်ထားခဲ့ပါတယ်ဆရာတော်ဦးကုသလနဲ့ရွာသူရွာသားတွေကလေးရောလူကြီးပါမကြံမင်းနဲ့အားလုံးအုပ်တဲ့သေးကြောက်တဲ့သေးယူပြီးတော့လိုအားပြီးကြပါတယ်ဖျားတီနေစင်မှာပဲတဲ့လက်လုံအုပ်ဝါတသိန်းရဲ့သုံးတင်းဝင်တဲ့ထုံးအိတ်300အဲ့ဒီကောင်မှကြီးလိုက်တော့ဟုတ် ဘီလာမီယာ15စီထညက်က စွာတယ် ပိတာ100အုတ်မှုတ်အကုန်လုံးကျွဲကော်တွေရောတဲတွေရောအကုန်သုံးပြုပြီးတော့ဥက္ကမလုံလောက်တဲ့အခါမှာခါပေါ်လာတဲ့အခါမှာဆက်လက်ပြီးတော့တည်ထားနိုင်ခဲ့ပါတယ်ပလင်တော်မှထပ်ပိုင်းအထိရောက်တဲ့အခါမှာအလျက်က2ပေအနက်က18ပေရှိတဲ့ဌာပနာတိုက်ကိုပြုလုပ်ပြီးတော့ညားစွာသောဓာတ်တော်မူတော်တွေဌာပနာရုပ်ဘွားအစုံနဲ့ငွေတပိတ်ငွေတင်းများဌာပနာပြုပြီးတော့1269ခုနှစ်မှာကစုံလာဇန်မှာရုပ်ဘွားတော်ယူအောင်မြင်စွာပြည့်စည်ခဲ့ပါတယ်အဲဒီနောက်ကစုံလာပြည့်နေ့မင်္ဂလာရက်မြတ်ရုပ်ဘွားတော်ကြီးငါရရုပ်ဘွားတော်ကြီးကိုဒီမင်္ဂလာရက်မြတ်ဖြစ်တဲ့အစုံလာပြည့်နေ့မှာဘုရားရုပ်ဘွားတော်ကြီးကိုဒီငါးတက်ဖျားလို့ငါးတက်ကြီးဖျားဆိုပြီးတော့ဘွဲတော်ကတ်စီပါတယ်အဲ့ဒီမှာရုပ်ဘွားတော်ရဲ့အောက်ရှိမှာမှုပွေးကြီးပွင့်နေတဲ့အတွက်ကြောင့်ထူးဆန်းနေဆိုပြီးတော့တစောင်းရေးပိုင်ဖြစ်တဲ့ကြောက်တန်းရေးပိုင်ဖြစ်တဲ့ဥကျော်ထုံးကိုယ်တိုင်လာကြည့်ပြီးရုပ်ဘွားတော်ကြီးကအင်လိုမီတင်မှတဘိုးကြီးတဲ့နမိတ်ဖြစ်တယ်ဆိုပြီးတော့ဗုဒ္ဓဘုဇနီးယာကိုနှစ်စဉ်ကျင်းပရမယ်ဆိုပြီးတော့နှစ်စဉ်ကစုံလာပြည့်နေ့မှာကျင်းပပါတယ်1969ခုနှစ်မှာဘုံ90ရှိတဲ့ဇေဒွန်တစောင်းတော်ကြီးကိုတူတန်းခဲ့ပြီးတော့1980ပြည့်နှစ်မှာအာယုံကန်တစောင်းနဲ့ရွန်းနှစ်ဖက်ညက်တစောင်းကြီးကိုဆောက်လုပ်တူတန်းခဲ့ပါတယ်ဘုံ90ရှိသောတစောင်းတော်ကြီးကိုစံပေတော်မူတဲ့အတွက်ကြောင့်9တက်ကြီးရုပ်ပွားတော်ဆိုပြီးတော့ဖွဲတော်တွေကိုလည်းစက်ကတယ်လို့အချို့ကလည်းပဲအဲ့လိုပြောကြပါတယ်ဝတ္တကအမီကတော့ဒီဧက20ကျင်းဝန်းပါတယ်ငါးရက်ကြီးဖျားနဲ့တစောင်းတော်ပြတ်သက်မှာအင်မတန်အမကန်တည်ထားတဲ့သာသနာပြုတဲ့ဆရာတော်ဦးကုသလဟာ1968ခုနှစ်ကနေပြီးတော့1999ခုနှစ်ထိနှစ်30ခန့်ငါးရက်ကြီးဖျားကြီးကိုထိန်းသိမ်းဆောက်ရှောက်ပြီးတော့တတ်တော်89ခုနှစ်မှာဘဝနဲ့ထံပြန်တော်မူပါတယ်ဆက်လက်ပြီးတော့ဆရာတော်နန္ဒမီတကနေပြီးတော့1999ကနေပြီးတော့1350ပြည့်နှစ်ထိနှစ်ပေါင်း50တိုင်းနဲ့ဆက်လက်တာဝန်ယူစောင့်ရှောက်ထိန်းသိမ်းခဲ့ပါတယ်ဆရာတော်ပြန်တော်ပြီးတဲ့နောက်ဆရာတော်အရှင်စန္ဒီမာက1350ပြည့်နှစ်ကနေပြီးတော့အခုချိန်ထိဆက်လက်တာဝန်ယူပြီးတော့ပူးမြော်ခံနေပါတယ်ဒါပါရကြီးစေတော်ရဲ့တမိုင်းအကျဉ်းဖြစ်ပါတယ်ဒါဆန်တော်ရှင်ပါရကြီးစေတော်ဖြစ်ပါတယ်
အားလုံးသောဓမ္မမိတ်ဆွေအပေါင်းသူတော်စင်ပေါင်းကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့သာသနာဘာသာကျိုးကိုလည်းတည်ဖို့နိုင်ပါစေသာသနာရဲ့အစွမ်းဒီကြောင့်နဲ့သူတော်ကောင်းတရားတွေဆက်လက်ပွားများအားထုတ်နိုင်ပါစေသူတော်ကောင်းတရားတွေပွားများအားထုတ်နိုင်သည့်လျောက်ဘဝခီးလမ်းမှာအေးချမ်းသာယာစွာဖြင့်ဘဝခီးလမ်းတွေရှောက်လန်းနိုင်ပါစေသူတော်ကောင်းတရားတွေတစ်စင်းနဲ့တစ်စင်းမြင့်တဲ့မြင့်ရင်တဲ့ရင်ပြီးတော့ဆက်လက်ဆောင်ရွက်နိုင်ပါစေလို့ဆုတောင်းပတ္ထနာပို့တတ်အပ်ပါတယ်နောက်ဦးဇင်းတို့ရဲ့တဏိတာခီးစဉ်လေးကဒီမှာပဲပြီးဆုံးပါတယ်ဒါကဦးဇင်းတို့ကြောက်တန်းမြို့နယ်အတွင်းမှာရှိတဲ့ဖျားတွေကိုဖူးမြော်ပြီးတော့အခုဆိုရင်ဒါဦးဇင်းတို့ပြန်တော့မှာဖြစ်ပါတယ်ဦးဇင်းတို့နေတာကတော့ရောင်တိုင်းဒေသကြီးတန်လင်းခရိုင်သုံးခွမြို့နယ်ဖြစ်ပါတယ်သုံးခွမြို့နယ်ရဲ့အရှိချမ်းမှာရှိတဲ့သမစိတ်တကြီးရွာစာရလင်းကြီးရွာစောတိကကြီးရွာပင်လေချောင်ကြီးရွာညောင်မင်းကနန်းကြီးရွာကျွမ်းမင်းကုန်းကြီးရွာတို့ဖြစ်ပါတယ်လာလဲနိုင်ပါ